ဘော်ဒါတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ 2K Wicket Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Game of Thrones ဇာတ်လမ်းတွေရဲ့ Season 1 Episode 1ဖြစ်တဲ့ Winter is Coming ဆိုတဲ့အပိုင်းလေးနဲ့ဆက်လိုက်ရအောင်အစကိုတော့ဒီ Westeros တိုင်းပြည်ရဲ့မြောက်ဘက်အစွန်ဆုံးမှာတိစောက်ထားတဲ့တိုင်းကြီးကနေစတင်ထားပါဒီတိုင်းကြီးဟာနှစ်ပေါင်းတန်8000ကျော်ရှိပြီဖြစ်ပြီးတော့ Westeros တိုင်းပြည်ဒီပြင်ပလူရဲမျိုးနွယ်စုတွေနဲ့တဘာဝမှာမိစ္ဆာရဲ့ကျူးကျော်မှုခုခံနိုင်မှုတိစောက်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုင်းကြီးကို Night Squad လို့ခေါ်တဲ့ညဆောင်တပ်သားတွေကစောင့်ရှောက်ကြပါတယ်။ခုလဲဒီညဆောင်တပ်သား3ယောက်ဟာတတိုင်းကြီးပြင်ပအခြေအနေကိုထောက်လန်းနိုင်မှုအတွက်ကင်းထောက်သွားကြတာဖြစ်ပါတယ်။တတိုင်းကြီးအပြင်ပတနေရာကိုရောက်တဲ့အခါမှာတော့ညဆောင်တပ်သားတယောက်ဟာလူတွေအစုလိုက်ပြုံလိုက်ကိုရက်ဆက်စွာတပ်ဖြတ်ထားတဲ့အလောင်းပုံစံကြီးကိုတွေ့ရှိပါတယ်။ကလေးတွေပါမချမ်းရဲရဲဆက်ဆက်ပိုင်းဖြတ်တော့ပြီးတပ်ဖြတ်ထားတာမို့ညဆောင်တက်တာလဲကြောက်လန့်ပြီးသူ့အဖေတွေစီပြန်ပြီးတော့တည်တော့ပို့ခဲ့ပါသူ့အဖေတွေကိုဖြစ်ချောင်းကုံစင်ပြောပြတဲ့အခါအဖေတယောက်ကတော့တတိုင်းစီပြန်ပြီးတော့တခြားလူတွေကိုတည်တော့ပို့တင်ကြောင်ပြောနေတယ်ခြားတယောက်ကတော့မင်းတို့ကြောက်နေရင်ထွက်ပြေးသွားလိုက်ပြန်ဖမ်းပြီးတော့မှတက်ပြေးမှုနဲ့ပေတံခံရမှာကိုမမိနဲ့လို့ချင်းချောက်ပြီးအခင်းဖြစ်တဲ့နေရာကိုတွားကြည့်မယ်ဆိုပြီးတော့အတင်းဖိအားပေးပါတော့တယ်သူတို့အဲ့အခင်းဖြစ်တဲ့နေရာကိုပြန်ရောက်တဲ့အခါမှာတော့ခုနအတွေ့ခဲ့တဲ့အလောင်းတွေကခြေရလက်ရမကြမ်းအကုန်လုံးပျောက်ဆုံးကုန်တာကိုသိရှိလိုက်ပါတယ်။သူတို့လည်းအနီးနားတစ်ဝိုက်ကတဲလွန်စားတွေကိုလိုက်ရှာနေတော့မှပဲတစ်တော်တွေကနေကြောက်စရာရေခဲမိတ်ဆာကြီးတစ်ခေါက်ပေါ်လာပါတော့တယ်။အဲ့ရေခဲမိတ်ဆာကြီးကိုတော့ White Walker လို့ခေါ်ပြီးသူတို့ဟာနှစ်ထောင်ပေါင်းများစွာပျောက်ကွယ်ခဲ့ရတာနဲ့အခုမှရုတ်တရက်ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ White Walker ကြီးကညဆောင်တပ်သား2ယောက်ကိုတပ်ပစ်လိုက်ပြီးတော့ကျန်တဲ့တစ်ယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်နောက်တစ်ခါမှာတော့ဒီ Westeros ရဲ့မြောက်ပိုင်းဒေသကိုဘရင်ခံအနေနဲ့အုပ်ချုပ်ကြတဲ့ Stark မိသားစုတွေရဲ့ Winterfell ရဲတဲ့ကြီးကိုစပြီးမိတ်ဆက်ထားပါတယ်။အထဲမှာတော့ဒီ Stark family တွေဖြစ်ကြတဲ့ဒီအကြီးဆုံးသား Robb Stark, Brandon Stark, Rickon Stark ရဲ့ Jon Snow တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ Jon Snow ဆိုတာကတော့ဒီ Ned Stark တယောက်စစ်မြေပြင်ကိုတွားတော့ကဒီမိန်းမတယောက်နဲ့တွေ့ပြီးတရားမဝင်ရခဲ့တဲ့ New Music ကလေးတယောက်ဖြစ်တယ်ပေါ့နော်။သူကတခြားမိန်းမတယောက်နဲ့ဖောက်ပြန်ပြီးရထားတဲ့ကလေးမျိုးNesta ရဲ့မိန်းမသူ့မိတွေကသူ့ကိုနည်းနည်းလေးမှအမြင်မကြည့်ဘူးပေါ့ Stark ညီကိုတွေကဒီ Bran ကိုမြားပစ်တင်ပေးနေကြပြီမဲ့ Bran ကတော့ဒီသူ့ပြစ်တဲ့ပြစ်ချက်တိုင်းကိုလွဲနေရောနော်အထက်ကရဲတိုက်ထဲမှာတော့ဒီ Stark ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ Sansa Stark နဲ့ Arya Stark တို့နှစ်ယောက်ဟာဒီ main ကလေးတွေအတတ်ပညာတစ်ခုဖြစ်တဲ့အချုပ်ချင်းပညာရဲ့ကိုလေ့လာနေကြရပေါ့နော်Sansa ကတော့ဒီ main မပီသားတဲ့ lady ဖြစ်တာကြောင့်ဒီအချုပ်ချင်းပညာကိုအလွယ်တကူပဲကျွမ်းကျင်တက်မြောက်နေပြီမဲ့အငယ်မလေးအာယာကတော့သူ့အမနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲအာယာကမိမပီသားကနေရတော့မကြိုက်ပဲသူ့ကိုယ်တွေလိုမျိုးဒီတိုက်ခိုက်ရေးတက်ပညာတွေကိုစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်သူကအချုပ်နေရပြီမဲ့သူ့စိတ်ကတော့သူ့ကိုယ်တွေလေ့ကျင့်ရင်လုပ်နေတဲ့အတန်တွေကိုပဲနားဆွင့်နေပါတယ်ဘရန်မြားပစ်တင်နေတာကိုသူ့အဖေရောအမေကပါစောင့်ကြည့်နေပြီမဲ့ဘရန်ကတော့ပြစ်ချက်တိုင်းကိုထိအောင်မပြစ်နိုင်သေးဘူးပေါ့နော်အဲ့ချိန်မှာပဲဒီပြစ်မှတ်ရဲ့လေတက်တဲ့ကိုမြားတစ်ချောင်းကလာဆိုင်လို့ဘရန်ကလှည့်ကြည့်လိုက်ချိန်မှာတော့သူ့အမအာယာစတာကပြစ်လိုက်တဲ့အများဖြစ်နေပါတယ်နောက်တော့ဒီ Stark ရဲ့စစ်သားတယောက်က Nesta ကိုလာပြီးသတင်းပို့ပဲပေါ့နော်ဇလန်းအစမှာဒီထွက်ပြေးလွတ်မြောက်သွားတဲ့ညဆောင်တပ်သားကိုညောင်ပိုင်းကစစ်သားတွေကပြန်ဖမ်းမိတဲ့အကြောင်းကိုသတင်းလာပို့တာပေါ့သူတို့ရဲ့ဥပဒေအရဆိုရင်တော့ဒီညဆောင်တပ်ကထွက်ပြေးတဲ့သူတိုင်းဟာတေတံကိုချက်ခံတာဖြစ်တယ်ပေါ့နော်နက်ကလည်းသူ့သားတွေပါခေါ်ပြီးညဆောင်တပ်သားကိုပြစ်ဒဏ်စီဖို့ဆိုပြီးထွက်လာခဲ့တယ်ပေါ့ညဆောင်တပ်သားကိုတွေ့တဲ့ချိန်မှာတော့သူကအရန်အကြောက်လွန်နေပြီးတော့ဗဇက်ကလည်းသူ White Walker တွေကိုတွေ့ခဲ့တယ်ဆိုတာကိုတူပြောနေတယ်ပေါ့နော်White Walker တွေမရှိတော့တာလည်းနှစ်ထောင်ပေါင်းများစွာကြာနေပြီဆိုတော့လူတွေကအဲ့အဖြစ်အပျက်တွေကိုတိတ်ပြီးတော့အယုံကြည်မရှိကြတော့နောက်ဆုံးပြစ်ဒဏ်စီရင်မခံနိုင်ချိန်လေးမှာတော့ White Walker တွေပြန်လာနေပြီဆိုတာကိုသူနောက်ဆုံးအနေနဲ့သတိပေးခဲ့ပါတယ်ပြစ်ဒဏ်စီရင်ပြီးတဲ့အခါမှာတော့ Bran ကသူ့အဖေကို White Walker တွေပြန်လာနေတာတကယ်လားလို့ပြီးတော့ Ned ကသူ့သားကြောက်မှဆိုးကနေပဲဒီညဆောင်တက်တာအကြောက်လွန်ပြီးစိတ်သေးထင်ရတယ်ပြောနေတာဆိုပြီးတော့နှစ်သိမ့်ပေးရပေါ့နော်ဒါပေမဲ့သူကိုယ်တိုင်ကတော့ဒီမရေရမှုတွေစိုးရင်စိတ်တွေအပြည့်ဖြစ်နေတာကိုတော့သူ့မျက်လုံးထဲမှာတိုင်းသားမြင်နေရပါတယ်အဲ့ကနေသူတို့အိမ်ပြန်တဲ့လမ်းမှာဒီ Dire Wolf လို့ခေါ်တဲ့ဝင်ပလီမှာအသေးကောင်ကြီးရဲ့ဖေးမှာဒီဝင်ပလီပေါက်စလေး6ကောင်တွေ့တယ်ပေါ့နော်ဒီ Dire Wolf ဝင်ပလီဆိုတာကဒီ Stark အိမ်တော်ရဲ့အမတ်တစိမ့်ဖြစ်တာမို့ဒီ Stark ကလေးတွေကတကောင်စီမွေးစားခွင့်ရခဲ့တယ်ပေါ့နော်ဒီမျိုးမစစ်သား Jon Snow အတွက်တောင်မှအဖြူရောင်ဝင်ပလီပေါက်လေးတစ်ကောင်ရခဲ့သေးတယ်
နောက်ခန်းမှာတော့ဒီဘရင်ခြေဆက်ရမင်းနေပြီးတော့ဖြစ်တဲ့ Kingsland မြို့တော်ကြီးကိုမိတ်ဆက်ပြသထားပါတယ်။ Kingsland ကဘရင်နေတဲ့နန်းတော်ကြီးထဲမှာတော့ခေါင်းလောင်းတန်ကြီးကစူညံလို့နေတယ်ပေါ့နော်။ဒီခေါင်းလောင်းတန်ကြီးကဘရင်ရဲ့လက်ထောက်ဖြစ်တဲ့ John Arryn ဆိုတဲ့အဖိုးကြီးဆုံးသွားလို့ဒီတီးနေတဲ့နာရီခေါင်းလောင်းတန်ကြီးဖြစ်ပါတယ်။အနန်းတော်ကြီးမှာတော့သေဆုံးသူ John Arryn ရဲ့နာရီအတွက်ပြင်ဆင်နေကြပါတယ်။အဲ့နာရီအနီးမှာပဲဘရင်ရဲ့မိဖုရားဖြစ်တဲ့ Cersei Lannister နဲ့သူမရဲ့အမွာမောင်ဖြစ်တဲ့ Jaime Lannister တို့ကတီးတိုးတိုင်ပင်နေကြပါတယ်။ဘရင်လက်ထောက်ကြီးသေဆုံးသွားတဲ့ဖြစ်ရမှန်ကိုဘရင်ကြီးတီတောင်းမှကြောက်လို့မောင်နှမနှစ်ယောက်စိုးရင်တကြီးနဲ့တိုင်ပင်နေကြတာဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ Ned Stark စီကိုဘရင်လက်ထောက်သေဆုံးသွားပြီဖြစ်ကြောင်းအကြောင်းကြားတာရောက်လာခဲ့ပါတယ်။ဘရင်လက်ထောက်ကြီးကဘရင် Robert အတွက်ရော Ned Stark အတွက်ပါဆရာလိုရောအဖေလိုပါဖြစ်နေတဲ့အတွက် Ned လည်းအတော်စိတ်မကောင်းဖြစ်သွားပါတယ်။ဘရင်လက်ထောက်သေဆုံးခြင်းအကြောင်းကြားစာနဲ့အတူဘရင်ကိုယ်တိုင်နဲ့သူ့ရဲ့မိသားစုတွေပါမြောက်ပိုင်းကိုကြွချီလာမှာဖြစ်ကြောင်းအကြောင်းကြားစာမှာပါခဲ့ပါတယ်။နောက်တော့ Lady Stark ကဒီဘရင်ကိုအခန့်ဖို့အတွက် Winterfell မှာကြိုတင်ပြင်ဆင်နေကြရပေါ့နော်။အပြင်မှာတော့ဒီ Bran ဆိုတဲ့ကောင်လေးကဒီရဲတိုက်ကြီးရဲ့မျှော်စင်းနေပေါ်ကိုတွေ့တက်ပြီးတော့ဘရင်စစ်တပ်ကြီးခြိလာတာကိုစောင့်ကြည့်နေတယ်ပေါ့နော်။အဲ့လိုအမြင့်တွေ့တက်တာကိုသူ့မိရမြင်သွားတော့နောက်တစ်ခါအဲ့လိုမတွေ့တတ်ဘူးဂတိပေးဖို့ပြောတယ်ပေါ့နော်။ Bran ကတော့မတွေ့တတ်တော့ပါဘူးပြောခဲ့ပြီမဲ့ဒါအလိညာတစ်ခုပဲဆိုတာကိုတော့သူရောသူ့မိရောသိနေကြပါတယ်။နောက်တော့ဘရင်နဲ့အတူသူ့ရဲ့စစ်တပ်ကြီးက Stark တင်နေတဲ့ Winterfell ကိုရောက်လာခဲ့ကြပါတယ်။အဲ့မှာဘရင် Robert နဲ့ Ned Stark တို့ကဒီမတွေ့တာ18နှစ်လောက်ကြာပြီဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ကတော့တွေ့ချင်းအလန်းတွေ့ကြတာပေါ့နော်။ရဲရောက်ချင်းမဲ့ဘရင် Robert ကဒီတေဆုပ်သွားပြီဖြစ်တဲ့သူ့ရဲ့ရီစားဟာဒီ Ned Stark ရဲ့ညီမဖြစ်တဲ့ Lyanna ရဲ့အုပ်ကူကိုတွေ့ခဲ့ပါတယ်။အဲ့နေရာမှာပဲဘရင် Robert က Ned Stark ကိုဒီသူ့ရဲ့လက်ထောက်အဖြစ်တာဝန်ယူဝေးဖို့နဲ့ဘရင်အသားနဲ့သူ့ရဲ့သမီးဆန်စာကိုနေရာချထားပြီးအတွက်လည်းပြောခဲ့တယ်ပေါ့နော်။အဲ့လိုပြောနေနေမယ်ဘရင် Robert ကသူ့ရဲ့ချစ်သူဟောင်း Lyanna ရဲ့အုပ်ကူပေါ်ကရုပ်ထုလေးကိုကြည့်ရင်းနဲ့သူ့စိတ်တွေကအတိတ်ကိုပြန်ရောက်သွားခဲ့တယ်။အဲ့မှာလည်းဝမ်းနည်းပူဆွေးမှုတွေဒေါသတွေပါထွက်နေရင်းနဲ့သူ့ချစ်သူကိုတေအောင်လုပ်ခဲ့တဲ့ Rhaegar Targaryen ဆိုတဲ့အကောင်ကိုသူ့ရဲ့အိမ်မက်ထဲမှာအကြိတ်ကြီးထပ်ပြီးတော့တတ်နေသေးကြောင်း Ned Stark ကိုပြောပါတယ်။ Ned Stark ကတော့ Targaryen နဲ့အကောင်တေသွားပြီမို့စိတ်လျှော့ဖို့ပြောပါတယ်။ဘရင်ကတော့သူတို့အကောင်မတေသေးဘူးဆိုပြီးတော့ညှိုးတိချိနဲ့ပြောပါတယ်။ Westeros တိုင်းပြည်ရဲ့ပင်လယ်ရချားမှာတည်ရှိနေတဲ့ Essos ဆိုတဲ့တိုင်းပြည်တစ်ခုမှာတော့ဒီ Westeros ကိုနှစ်ပေါင်း200ကျော်အုပ်ချုပ်ခဲ့ကြတဲ့ Targaryen ရဲ့နောက်ဆုံးမျိုးဆက်2ယောက်ဖြစ်တဲ့ Viserys Targaryen နဲ့ Daenerys Targaryen တို့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာသူတို့အဖေကိုဘရင် Robert တို့ကနန်းချပြီးပလင်ကိုတိမ့်ပိုက်ခဲ့တာမို့အသက်အန္တရာယ်ကလွတ်အောင်တခြားတိုင်းပြည်ကိုထွက်ပြေးလာခဲ့ကြရတာဖြစ်ပါတယ်။ Viserys ဟာဆုံးရှုံးလိုက်ရတဲ့သူ့အဖေရဲ့ထီးနှန်းကိုပြန်လည်ရယူဖို့ကြံစည်နေသူဖြစ်ပါတယ်။သူ့အကြံစီကသူ့ညီမ Daenerys ကို Essos မှာနာမည်ကြီးနေတဲ့လူရိုင်းမျိုးနွယ်စုရဲ့ခေါင်းဆောင်စီမှာရောင်းစားပြီးတော့သူ့အတွက်စစ်တပ်ကြီးတစ်ခုကိုပိုင်ဆိုင်နိုင်မှုဖြစ်ပါတယ်။တိတ်မကြခင်မှာပဲသူတို့နေတဲ့နေရာကိုဒီလူရိုင်းမျိုးနွယ်စုရဲ့ခေါင်းဆောင် Khadro ကိုဆိုသူနဲ့သူ့ရဲ့ကိုရန်တော်တွေရောက်လာခဲ့တယ်ပေါ့နော်။သူတို့မျိုးနွယ်တွေကိုတော့ Dothraki မျိုးနွယ်တွေလို့ခေါ်ပါတယ်။ Khadro ကဒီ Daenerys ကိုမြင်ပြီးတဲ့နောက်မှာတော့ဘာမှမပြောဘဲလှည့်ပြန်သွားတယ်ပေါ့နော်။ Winterfell မှာတော့သမီးကြီးဆန်စာကဘရင်သားတော့ Joffrey နဲ့လက်ထပ်ရတော့မှမို့ပျော်ရွှင်နေပြီးတော့သူအိမ်တောင်ကြရင်ဘယ်လိုနေရမလဲဆိုတာကိုသူ့အမေစီကအကြံနေတောင်းနေပါတယ်။မိဖြစ်သူကတော့တိတ်သဘောမကျပါနဲ့သမီးအလိုကြလိုက်တဲ့ပြောပေးနေခဲ့ပါတယ်။ညရောက်တော့ Winterfell မှာဒီဘရင်ကိုအိတ်ခံတဲ့ပါတီပွဲတစ်ခုကျင်းပကြတယ်နော်။ဒီ Jon Snow ကတော့ဒီမျိုးမစစ်တယောက်ဖြစ်တာကြောင့်ဒီပါတီပွဲတွေကိုဝင်ခွင့်မရဘူးပေါ့နော်။အဲ့တော့သူအပြင်မှာတယောက်တည်းပဲနေရတော့အဲ့ချိန်မှာ Ned Stark ရဲ့ညီဖြစ်သူ Jon နဲ့လည်းဦးလေးတော်ရဲ့ Benjen Stark ဆိုတဲ့လူရောက်လာပါတယ်။ Benjen Stark ကညားဆောင်တပ်သားတယောက်ဖြစ်ပြီးတော့အရေးချင်းရှိတဲ့ Ranger တယောက်လည်းဖြစ်ပါတယ်။သူက Jon ရဲ့အခြေအနေကိုနားလည်တာမို့နှစ်သိမ့်ပေးနေပြီးတော့Jon ကတော့ဒီသူ့ဦးလင်းနဲ့တူမြောက်ပိုင်းနိုင်ငံကြီးမှာဒီညားဆောင်တပ်သားဖြစ်တာဝန်ထမ်းဆောင်မှုအတွက်အိုက်ခဲ့ခြင်းတဲ့အကြောင်းကိုပြောနေတယ်ပေါ့နော်။ Benjen ကတော့ညားဆောင်တပ်သားတွေဆိုတာပြစ်ဒဏ်ချခံရတဲ့ရာဇဝတ်သားတွေနဲ့ဖွဲ့စည်းထားပြီးတော့အဲ့မှာတာဝန်ထမ်းဆောင်မယ်ဆိုရင်မိသားစုနဲ့သူ့ရဲ့အရိုက်အရာတွေအားလုံးကိုဆွန့်လွတ်ပြီးတော့တဘဝစာတာဝန်ထမ်းဆောင်အောင်မို့တိကျစဉ်းစားဖို့ပြောတယ်ပေါ့နော်။ဒါပေမဲ့Jonကလည်းဒီမှာဆိုရင်သူ့လူမျိုးမစစ်တယောက်အတွက်နေရာမရှိရမို့ညားဆောင်တပ်သားဖြစ်တာသူ့အတွက်ပူကောင်းတယ်ဆိုပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကခိုင်မာနေပြီဆိုပြီးတော့ပြောတယ်ပေါ့နော်။Benjenတယောက်ပါတီပွဲထဲဝင်သွားချိန်မှာတော့တယောက်တည်းကြံနေခဲ့တဲ့Jonစီကိုပေါ့နော်Tyrion Lannister ကရောက်လာပါတယ်။
ပြီးတော့သူ့မခံခြင်းတဲ့စကားလုံးတွေနဲ့အတင်းဖြစ်ပြောပြီးမျိုးမစစ်တယောက်ဖြစ်ကိုရိုင်းလက်ခံပြီးအဲ့ဒါကိုပဲချက်ဝတ်တစားလို့ဝစ်ဆင်ထားလိုက်မယ်ဆိုရင်မင်းကိုဘယ်သူမှနာကျင်အောင်မလုပ်နိုင်တော့ဘူးဆိုပြီးတော့ဆုံးမသင်ခန်းစာပေးပါတယ်ဂျွန်ကခမည်းကမျိုးမစစ်တရဲ့ခံစားချက်ကိုဘယ်လောက်နားလဲမှမို့လို့လဲလို့ပြန်ပြီးတော့လူစင်မမီတဲ့ဂျပူတွေဆိုတာလေသူတို့ဖေရဲ့မျက်လုံးထဲမှာမျိုးမစစ်တွေပါပဲကွာလို့ပြန်ပြောပြီးတော့နှစ်သိမ့်ပေးခဲ့ပါတယ်နက်စတာကလည်းရောက်လာတဲ့သူ့ညီဘန်ဂျန်စတာနဲ့နေရန်အပြင်ဘက်မှာဖြစ်နေတဲ့ကျူးစမ်းတဲ့ဖြစ်ပျက်တွေရဲ့ပြီးတော့ပျောက်ဆုံးသွားတဲ့ကင်းတော့တပ်သားတွေရဲ့အကြောင်းကိုပြောပြနေကြပါတယ်ပါတီပွဲကြီးပြီးတော့နက်စတာကအခန်းထဲမှာသူ့မိန်းမနဲ့နှက်နေတော့သူ့မိန်းမစီကိုအရေးကြီးစာတစောင်ရောက်လာပါတယ်လေဒီစတာကစာကိုဖတ်ပြီးချင်းပဲစိုးရင်တကြီးနဲ့မီးရှို့လိုက်ပါတယ်ပြီးတော့စာကသူ့ညီမစီကပို့တာဖြစ်ကြောင်းနဲ့ဘရင်လက်ထောက်ဂျွန်အာရင်တည်ဆုံးမှုကလုတ်ကြံခံရတာလို့ပြောပါတယ်လုတ်ကြံတဲ့လူတွေကလည်းပြီးမိဖုရားရဲ့မိသားစုတွေဖြစ်တဲ့လန်နက်စတာတွေလုတ်ကြံတာလို့ပြောပါတယ်အဲ့အတွက်အခုဆိုရင်ဘရင်လည်းအသက်အန္တရာယ်ရှိနေပြီဆိုတာကိုသူတို့ရိပ်စာမိလိုက်ကြပါတယ်နက်စတာကအစာပိုင်းကတော့ဘရင်လက်ထောက်လုပ်ဖို့တူရင်းနေတယ်ဆိုပေမဲ့သူတငယ်ချင်းဘရင်အသက်အန္တရာယ်ရှိနေပြီဆိုတော့သိလိုက်တော့လက်ထောက်ယာတို့ကိုလက်ခံမှုဆုံးဖြတ်လိုက်တယ်ပေါ့နော် Essos တိုင်းပြည်မှာတော့ Daenerys နဲ့ဒီလူတိုင်းကောင်းဆောင်ကြီးရဲ့မင်္ဂလာပွဲကိုကျင်းပနေပါတယ်အရိုင်းဆိုင်တွေရဲ့မင်္ဂလာပွဲဖြစ်တာမို့ရုံရင်ကြမ်းတမ်းမှုတွေကိုမင်းသမီး Daenerys တယောက်ကြည့်နေရင်းနဲ့တပြင်းနေချနေခဲ့ပါလာကြတဲ့ဧည့်သည်တွေကဒီသတို့သားနဲ့သတို့သမီးအတွက်မင်္ဂလာလက်ဖွဲ့တွေကိုစီလာပေးကြပါအဲ့မှာဒီ Westeros တိုင်းပြည်ရဲ့နာမည်ကြီးအိမ်တော်တစ်ခုဖြစ်တဲ့ Mormont ဆိုတဲ့အိမ်တော်ကအကြီးဆုံးသားဖြစ်တဲ့ Jorah Mormont ဆိုတဲ့လူရောက်လာပြီးတော့ဒီ Daenerys အတွက်ပေါ့နော်ဒီ Westeros တိုင်းပြည်ရဲ့တမိုင်းကြောင်းနဲ့မြေပုံတွေပါတဲ့စာအုပ်သုံးကိုလက်ဆောင်ပေးခဲ့ပါတယ်။ Daenerys ကတော့သူ့တိုင်းပြည်ကလူတယောက်ကိုပထမဆုံးပြန်မြင်လိုက်ရတာဆိုတော့နည်းနည်းလေးစိတ်အနှိမ့်ငယ်သက်သာရသွားတယ်ပေါ့နော်။ And Jorah Mormont ဆိုသူကတော့ဒီ night ဘွဲရထားတဲ့သူရဲကောင်းတယောက်ဖြစ်ပြီးတော့သူကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုကြောင့်တိုင်းပြည်နေရနေထွက်ပြေးနေရတဲ့ပြည်ပြေးတယောက်ဖြစ်ပါတယ်။နောက်ဆုံးမင်္ဂလာလက်ဖွဲ့လာပေးတဲ့ထဲမှာ Daenerys အတွက်ဆိုပြီးတော့ဒီကြောက်ဖြစ်နေတဲ့နဂါးဦးသုံးလုံးကိုမင်္ဂလာလက်ဖွဲ့အဖြစ်လာပေးရပါတော့။ Daenerys လည်းအဲ့နဂါးဦးတွေရလို့ပျော်နေတော့တိတ်မကြပါဘူး။ဒီလူတိုင်းကောင်းဆောင်ကြီးကထိုင်ရနေထလာပြီးတော့ Daenerys အတွက်မြင်းဖြူလေးတစ်ကောင်လက်ဆောင်ပေးပါတယ်။ Daenerys ကသူ့ကိုလက်ဆောင်ပေးလို့ကျေးဇူးတင်ကြောင်းပြောကြလို့ဒီသူတို့လူရိုင်းတွေရဲ့ဒေါက်တာရာကီဆိုတဲ့ဘာသာစကားနဲ့ကျေးဇူးတင်ပါတယ်ဆိုတာကိုဘယ်လိုပြောရမလဲမေးတော့ဂျိုရာမောင်မွန်ကဒေါက်တာရာကီရဲ့ဘာသာစကားမှာကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးမရှိဘူးလို့ပဲပြန်ပြောပါတယ်နောက်တော့ Daenerys ကိုမြင်းပေါ်တင်ပြီးတော့လူတိုင်းကောင်းဆောင်ကြီးကခေါ်ဆောင်သွားပါတယ်တဏီရလည်းရောက်ရောနှစ်ယောက်လုံးမြင်းပေါ်ကဆင်းပြီး Daenerys ရဲ့အပြိုစင်ဘွားကိုရစ်ဆက်ချမ်းကျုပ်တဲ့စစ်ဘီရင်ကြီးကအကြမ်းဖက်ပြီးရယူခဲ့ပါတော့တယ်Winterfell မှာတော့ဘရင်နဲ့အတူ Stark တွေကအမဲလိုက်ထွက်ဖို့ပြင်ဆင်နေကြပါတယ်။ Bran ကသူ့အဖေကိုလိုက်ကြည့်ရင်းနဲ့သူ့အဖေလည်းရဲတိုက်ပြင်ရောက်သွားတော့သူ့အဖေတွားတာကိုချောင်းကြည့်ဖို့ဆိုပြီးတော့ဗောနော်မျှော်စင်ပေါ်ကိုတွေ့တက်ခဲ့ရောအပေါ်လေးရောက်တော့မျှော်စင်အဟောင်းကြီးရနေထူးဆန်းတဲ့အတန်ကြီးကြားလို့ဗာလဲဟဆိုပြီးတွားချောင်းကြည့်တဲ့ခါမှာတော့သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားရင်နေငင်းကြီးကိုမြင်လိုက်ရပါတယ်။အဲ့ဒါတော့ဒီမိဖုရားစာစီနဲ့သူ့ရဲ့အမွှာမောင်ဖြစ်တဲ့ Jaime Lannister တို့ကဘီရင်ကြီးမရှိတော့မောင်နှမနှစ်ယောက်ဖောက်ပြန်နေကြတာဖြစ်ပါတယ်။ Bran ချောင်းကြည့်နေတာကိုသူတို့နှစ်ယောက်လည်းမြင်သွားတော့ Jaime က Bran ကိုလှမ်းပြီးတော့ဆွဲထားလိုက်ပါတယ်။ Cersei ကလည်းသူငါတို့ကိုမြင်သွားပြီလို့စိုးရင်တကြီးနဲ့အချင်းချင်းပြောနေခဲ့ပါတယ်။နောက်ဆုံးတော့ Jaime က Bran ကိုချုပ်ထားတဲ့လက်ကိုလွှတ်လိုက်ပြီးတော့အချစ်အတွက်ငါလုပ်ခဲ့တဲ့အရာတွေပေါ့လို့ပြောပြီး Bran ကိုမျှော်စင်ပေါ်ကနေတွန်းချလိုက်ပါတော့တယ်။အချိန်မှာပဲ Game of Thrones ရဲ့ Season 1 Episode 1နဲ့ပြီးဆုံးသွားခဲ့ပါတယ်။နောက်တစ်ပတ်မှာလည်း Season 1 Episode 2ကိုဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးလို့တောင်းဆိုလိုက်ပါရစေ။ 2K ပြန်လာခဲ့ပါဦးမယ်ဗျ။